အေယာရီတိုင်းဒေသကြီးမအူဝင်ခရိုင်ပန်းတနော်မြို့နယ်မိသက်ဦးစီးဌာနမှဦးဆောင်ပြီးပန်းတနော်မြို့နယ်အင်းမကြီးရွာအုပ်စုအင်းမကြီးရွာရှိမြက်73စီအယောင်းဆိုင်နဲ့မြို့နယ်အတွင်းရှိ73စီအယောင်းဆိုင်များကိုမီးလောင်မှုမီးလန့်မှုများဖြစ်ပွားပေါ်ပေါက်ခြင်းမရှိစေရေးနဲ့ဖြစ်ပွားခဲ့ပါကလည်းဆုံးရှုံးမှုတန်ဖို့အနည်းဆုံးဖြစ်စေရေးအတွက်မိဘလုံခြုံရေးစစ်ဆေးခြင်းကိုမြို့နယ်မိသက်ဦးစီးမှုရုံးမှဒုတိယမိသက်ဦးစီးမှုဦးဆောင်ပြီးတပ်ဖွဲ့ဝင်များမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဒုတိယဦးစီးမှုမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များမြို့နယ်စီပင်သားရေးအဖွဲ့မှဝန်ထမ်းများနဲ့မြို့နယ်လျှက်စစ်အင်ဂျင်နီယာရုံးတို့ကလိုက်လံစစ်ဆေးအကြံပြုခြင်းများဆောင်ရွက်ကြပါတယ်။ဆက်လက်ပြီးတန်နေမီသက်တပ်ဖွဲ့ဝင်များနဲ့အရန်မီသက်တပ်ဖွဲ့ဝင်များပူးပေါင်းပြီး73စီအယောင်းဆိုင်များမိဘကြိုတင်ကာကွယ်အသိပညာပေးလက်ကမ်းစာဆောင်များဖြန့်ဝေခြင်းနဲ့စီဆိုင်များရှိစီတူလောင်ကန်များစီသေးရင်များမီးလောင်မှုဖြစ်ပွားပါကလျင်မြန်စွာမီးနှင်းတက်နိုင်ရေးနဲ့အနီးပတ်ဝန်းကျင်ကိုမီးမကူးဆက်နိုင်ရန်အတွက်အေးပေးစနစ်ဖြင့်အပူရှင်လျှော့ချခြင်းဖောင်ဆေးအတောင်ပြပြီးမင်းကြီးသက်စီများကိုပူပေါင်းဖွဲတို့ကဇက်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ကမင်းကြီးသက်ဤစနစ်များကိုလက်တွေ့သင်ကြားပြသပါသည်မြို့ပေါ်ရက်ွက်များရှိဈေးများကျောင်းများဟိုတယ်တဲခိုကန်များစက်ရုံအလုပ်ရုံများတာသနီးကအစာအုပ်များနဲ့လူနေအိမ်များကိုမိဘကြိုတင်ကာကွယ်ရေးအတွက်ပူပေါင်းအဖွဲ့များဖြင့်စစ်ဆေးအကြံပြုအသိပညာပေးတတိပေးခြင်းများကိုဆောင်ရွက်ခဲ့ကြတယ်လို့သတင်းရရှိပါရရှင်။